အားလုံးပဲကျမ်းမာရှင်လန်းကြပါသေးရှင်။ကွန်လင်းအော်တိုမိုဘိုင်းဆေးစင်တာ page ကနေပြီးတော့နှွေးထွေးစာနဲ့ပြန်လည်ကြိုဆိုပြရစေရှင်။ဒီတစ်ပတ်မှာတော့ဖြူက luxury စီတန်းကြိုက်နှစ်သက်တဲ့သူတွေအတွက် performance ရော comfort ရော premium quality ရောကိုတပြိုင်နက်တည်းခံစားရရှိမဲ့ကားတစ်စီးကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဖြူမိတ်ဆက်ပေးတဲ့ကားကတော့ Lexus GS series တဲက facelift model တစ်မျိုးဖြစ်တဲ့ Lexus GS 200D 2016 model ကားပဲဖြစ်ပါတယ်ရှင်။ Lexus ရဲ့ GS series တွေဟာဆိုရင် IS series ထက်ကားကပိုပြီးတော့ကြီးတယ်အတွင်းကပိုပြီးတော့ကျယ်သွားတယ် luxury vibe ကိုအသားပေးပြီးထုတ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မောင်းရတဲ့အချိန်မှာလည်းအရန်ကိုကောင်းမွန်တဲ့ကားတွေပဲဖြစ်ပါတယ် engine power အနေနဲ့ 2.0 liter turbo charged engine နဲ့လာတဲ့ HP auto transmission လည်းဖြစ်ပါတယ် horsepower အနေနဲ့ 241 horsepower ထိထုတ်ပေးတဲ့အခါကျတော့ acceleration ကလည်းကောင်းတယ် driver performance အနေနဲ့ highway drive ထိလည်းကောင်းမွန်တဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်တော့ကားလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ကားရဲ့ရှေ့ရုပ်ထွက်ကိုကြည့်မယ်ဆိုရင်ရှေ့ဘက်မှာတစ်ခုလုံးအပြည့်နီးပါးပါဝင်တဲ့ Lexus ရဲ့ signature ဖြစ်တဲ့ spindle grey ကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ daytime running light ဟာဆိုရင်အရင် model အဟောင်းမှာလိုမျိုး headlight နဲ့တွဲရမဟုတ်ဘဲနဲ့ headlight ကသက်သက် daytime running light ကသက်သက်ခွဲပေးထားတဲ့အခါကျတော့ကားရဲ့ရှေ့ရုပ်ထွက်ကပိုပြီးတော့မိုက်တဲ့ aggressive look ဖက်သွားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ဘေးဘက်ဒီဇိုင်းကိုကြည့်မယ်ဆိုရင်တော့ luxury sport sedan တစ်စီးရဲ့အချိုးအစားတည်သက်လှပမှုကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။အလွိုင်းဝေးတွေဟာဆိုရင်တော့18 inches အလွိုင်းဝေးကိုသုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့် sedan တစ်စီးအနေနဲ့ဆိုရင် ground clearance မြင့်တဲ့ကားထဲမှာလည်းပါဝင်မှာပဲဖြစ်ပါတယ်ရှင်။ကားရဲ့အနောက်ဘက်ကိုကြည့်မယ်ဆိုရင် L shape LED tail light design ကိုအသုံးပြုပေးထားပြီးတော့ညဘက်မှာဆိုရင်လည်းအမြင်မှာတော်တော်လှပနေမှာပဲဖြစ်ပါတယ်ရှင်။အလယ်ဘက်မှာဆိုရင်တော့ Lexus logo ပါဝင်တာကိုမြင်တွေ့ရပါတယ်။အောက်ဘက်မှာဆိုရင်တော့ GS 200D ဆိုတဲ့ lettering logo ပါဝင်တာလည်းမြင်တွေ့ရပါတယ်။ Cargo space ရဲ့အကျယ်ဝန်းကိုလည်းအတူကြည့်လိုက်ရအောင်နော်။ Cargo space ဟာဆိုရင်တော်တော်လေးကျယ်ဝန်းပြီးတော့ luggage တွေလည်းအများကြီးဆန့်နေခရီးရရှည်သွားကျင်တဲ့သူတွေအတွက်ပါအဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်။အောက်ဘက်မှာဆိုရင်တော့ spare wheel ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အတွင်းခန်းထဲကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင်ထိုင်ခုံတွေဟာ premium leather seat တွေကိုသုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့်ထိုင်ရတာလည်း comfortable ဖြစ်ပါတယ်။ door trim တွေ dashboard တွေမှာဆိုရင်လည်း soft material တွေကိုသုံးပေးထားပါတယ်။ driver seat ရော passenger seat ရောမှာဆိုရင် seat motor တွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ driver seat မှာဆိုရင်တော့ seat memory ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင်တော့ sunroof ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ steering ဟာဆိုရင် leather steering သုံးပေးထားတာကိုမြင်တွေ့ရပါတယ် volume control
voice command ဖုန်းနဲ့ပတ်သက်တဲ့ function တွေ cruise control အစရှိတာတွေပါဝင်ပါတယ်ရှင် pedal shifter ပါဝင်တာလည်းမြင်တွေ့ရပါတယ်ရှင် steering ဟာဆိုရင်ထူးခြားချက်အနေနဲ့ဆိုရင် motor adjustment control ပါဝင်တဲ့အတွက်ကြောင့် steering ကိုကိုယ်စိတ်ကြိုက် control ပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်ရှင်Center console မှာဆိုရင် 12.3 inches ရှိတဲ့ infotainment display screen ပါဝင်တာကိုမြင်တွေ့ရပါတယ် Destination, radio, media, phone အစရှိတဲ့ function တွေကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင် Infotainment screen ရဲ့အောက်ဘက်မှာဆိုရင် Lexus ရဲ့ signature ဖြစ်တဲ့ analog clock ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်အလယ်ဘက်မှာဆိုရင်နှိပ်လိုက်တဲ့အချိန်မှာ cup holder နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင် Driving mode အနေနဲ့ Eco, Normal, Sport ဆိုပြီးတော့လေကိုယ်စိတ်ကြိုက်ပြောင်းလဲမောင်းနှင်လို့ရပါတယ် Snow mode တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အလဲဘက်မှာဆိုရင် Cargo space ကတော်တော်လေးကျယ်ဝန်းတာကိုမြင်တွေ့ရပြီးတော့အတွင်းထဲမှာဆိုရင်တော့ USB port တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကားအတွင်းခန်းထဲကိုဝင်ဖို့အတွက်တကားဖွင့်လိုက်တဲ့အချိန်မှာဆိုရင်အောက်ဖက်မှာ Lexus logo လေးပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင် Safety features အနေနဲ့ဆိုရင် parking sensor, rear view camera, multi airbag, ABS, vehicle stability control နဲ့ blind spot monitoring အစရှိတဲ့ function တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ရှေ့ကန်းရဲ့ function တွေကိုစုံစုံလင်ကြည့်ပြီးသွားပြီဆိုတော့ GS series ရဲ့ rear passenger space ကရောဘယ်လောက်ထိကျယ်ဝန်းနေမလဲအတူကြည့်လိုက်ရအောင်နော်နောက်ခန်းထဲကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင် luxury sedan တစ်စီးရဲ့ vibe ကိုလည်းအပြည့်အဝခံစားရပါတယ်။ Leron Heron နေရာဆိုရင်ကျယ်ဝန်းတဲ့အနေအထားရှိတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။နောက်ခန်းကသူတွေအတွက် aircon ပေါင်း2ခုပါဝင်တယ်။အောက်ဖက်မှာဆိုရင်တော့ travel socket တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အပေါ်ဘက်မှာဆိုရင်တော့ပစ္စည်းလေးတွေချိတ်ဖို့အတွက် hook လေးကဟိုဘက်ချမ်းရောဒီဘက်ချမ်းရောမှာပါဝင်တာကိုမြင်တွေ့ရပါတယ်။အပေါ်ဘက်မှာဆိုရင်နောက်ခန်းကသူတွေအတွက်စာကြည့်မီးလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။အလေဘက်မှာဆိုရင်တော့ armrest ပါဝင်တယ်။အရှိဘက်ကိုနှိပ်လိုက်မယ်ဆိုရင် cup holder နှစ်ခုထွက်လာတာကိုလည်းမြင်တွေ့ရပါတယ်။ armrest ကိုဖွင့်လိုက်မယ်ဆိုရင်တော့အောက်ဘက်မှာ cargo space အနည်းငယ်ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ယခုပြသသွားတဲ့ Lexus GS 200D 2016 model ကားကိုတိုက်နှစ်သက်လို့ဝယ်ချင်တယ်ဆိုရင်တော့လက်ငင်းလေးဝယ်လို့ရတယ်လို့အရစ်ကျအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်။အရစ်ကျအနေနဲ့ 30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်ရှင်။ကျူတို့ရဲ့ကိုလင်း automobile sales center ကနေဝယ်ယူသမျှကားများကို 100% ယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူအားပေးနိုင်ပါတယ်။ရင်ပိုင်ဆိုင်မှုအမှန်ကန်မှုအတွက်ကိုလည်းအပြည့်အဝတာဝန်ယူပါတယ်ရှင်။အမြင်လာရောက်ကြည့်ရှုခြင်းသူ customer များအနေနဲ့ပြည်လန်း Novotel Hotel နီးမှာ showroom number 1အမှတ်224ဦးဝိဇာရလမ်းနဲ့ Democity လမ်းတောက် SPC Tower ရဲ့အနောက်ဘက်မှာဆိုရင်တော့ showroom number 2တောင်ကလာရနာလမ်းမပေါ်မလိခအိမ်ယာရဲ့အရှိဘက်မှာဆိုရင်တော့ showroom number 3ဆိုပြီးတော့ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နီးစပ်ရာ showroom မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပါရစေရှင်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါအောင်နော်အပတ်စဉ်စနေညနေ6နာရီတိုင်းကား review ဗီဒီယိုလေးတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်ကဲနှုတ်ဆက်ရမယ့်ချိန်ကိုရောက်လာခဲ့ပြီနော်နောက်ချက်ကားအသစ်တွေနဲ့နောက်စီဇန်တွေမှာချူနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော် bye bye